Hello အားလုံးပဲမင်္ဂလာပါကျွန်တော် surprise ပြမှာနော်ဒီနေ့ညကျွန်တော်ပင်လောင်းမှာယုံကြည်တော့အချက်တော့အိမ်ရောက်နေပါလေလို့သူကတော့ဟိုဘက်မှာချက်ပြမှာနော်သူဒီညသူနဲ့သူအိတ်မှာဖြစ်ပါလေဒီမှာပါလို့အဲ့ဒါပါကမလေးနဲ့ဤစားနဲ့စကားပြောနေဟဲ့ဤစားနဲ့ဖုန်းပြောနေလားမဟုတ်ဘူးလေဘယ်သူနဲ့ပြောတော့ဟမ်ဘယ်သူနဲ့ပြောတာအဖွားကြီးနဲ့အဖွားကြီးနဲ့ဖွားကြီးနဲ့ပြောတာလားရောမင်းဒါနဲ့ကွာရီစာခုလောလောဆယ်ရနေပြီလားအဖွားကြီးလေအဖွားကြီးစားလားဘယ်နှစ်ယောက်လဲ6ယောက်6ယောက်လားအေးမြတ်သားမှာ1ယောက်လားတော့ရံပါဦးတော့အိမ်မှာလာပြီးတဲတယ်ပေါ့နော်မနေ့ပြန်ကျွန်တော်မွေးနေ့ပွဲရှိတယ်မနေ့ပြန်မွေးနေ့ပွဲစွန်ကပ်ပေါ့နော်သူတို့နဲ့လိုက်နေရံပိုင်ဦးအိမ်နဲ့ချစ်ပိုင်ဦးအိမ်အမှန်ကက်ရပဲခုနချစ်ပိုင်ဦးအိမ်ရောက်တာဟိုကသူကအိတ်သွားပြီဆိုတာရံပိုင်ဦးအိမ်ရောက်သွားသူကဟိုကခေါင်းကိုက်ပလာစတာတွေပါနေကိုဖြစ်သွားပွဲဆက်တယ်သူကတောင်းလျှောက်ဆိုရတာဟုတ်တယ်မလားမင်းပွဲဆက်နေလားဟုတ်တယ်ဟုတ်လားတီပွဲပြင်နောက်ဘယ်ပွဲဆိုလို့ရှိတယ်လောဆယ်နန်းဆန်ပွဲရှိအောင်မယ်နောက်ပြီးတော့နန်းဆန်မသိဘူးပေါ့အဲ့ဒါတခြားပွဲတော့မသိဘူးလူပွဲတော့အောင်ပါဆိုဘော်ဆိုင်တော့ဟုတ်တယ်ဘော်ဆိုင်လည်းတော့အောင်ပါသူကရန်ကုန်လည်းတော့အောင်နော်ရန်ကုန်ကပြည်သက်တွေနဲ့ဆုံလို့ရပါတယ်ကဲကျေးဇူးပေးတဲ့တယောက်ချင်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကြေရိတ်တလိုက်အောင်မဟုတ်ဘူးတိတ်မလုံးနဲ့တော့ကြာအနောက်ဟိုးအနောက်ဘက်ထိပြောင်းမယ်နော်နဖူးပြောင်းတာကျွန်တော်ဘောလုံးဝင်းဆောင်လို့လေနဖူးအရန်ပြောင်းဘိုင်ဘိုင် good night နော်ဟဲ့နှုတ်ဆက်လိုက်ဦးလေဟော good night လို့ဟဲ့ good night ပါဘိုင်ဘိုင်ကျွန်တော်မီးပိတ်တော့မှာနော်ကျွန်တော်မီးပိတ်ပြီးတော့ဖတ်နန်းထားလိုက်မယ်အဲ့ရမယ်ဦးကျွန်တော်အရင်ဆုံးလာဟိုအေးဘဒူရင်စနန်းလို့ကြည့်ကြသေးတော့စားတာပါကျွန်တော်မီးမပိတ်ပါဘူးမီးဖွင့်ပြီးအိမ်မှာကြောက်လို့ရံပဲဦးကိုကြောက်လို့ဟိုလေသူကြောက်လို့အေးဒီသူကတော့ကြောက်နေတာကြောက်စရာမလိုပါဘူးငါရုပ်တလို့ချိုးတော့ငါကြောက်အောင်လို့ Okay bye bye ကျေးဇူးများတင်ပါတယ်